chicken later the mathauna never calculate 3b minus 1 the whole square is equal to 10 about 12 solution to go to 3b minus 1 the whole square minus 10 is equal to 0 pound going out to go in pounds and win the 10 go to 10 the whole square 3b minus 1 the whole square minus root 10 the whole square is equal to 0 so the pounds and win so she a pound going and out going down 3b minus 1 plus root 10 to go yame 3b minus 1 minus root 10 is equal to 0 to go 0 0 3b minus 1 plus root 10 is equal to 0 3b minus 1 minus root 10 is equal to 0 3b minus 1 is equal to minus root 10 3b minus 1 is equal to root 10 ဒီလိုလေးဖြစ်သွားမှာနော်လို့ရှိရင်ဒီ minus 1 ဟိုဘက်ပို့မယ် 3b is equal to minus root 10 plus 1ဒီလိုလေးဖြစ်သွားမှာနော်လို့ရှိရင် b ကိုလိုချင်တယ်ဆိုလို့ရှိရင် minus root 10 plus 1 by 3ဒီလိုလေးဖြစ်သွားမှာသူ့ကိုကြတော့ပို့ပြီးလှသွားပြီ minus ကိုအထဲဘက်ကိုထည့်လိုက်မယ်ဒီ 1 ကိုရှေ့ထုတ်မယ်1 minus root 10 by 3ဒါဒီဘက်တစ်ချမ်းနော်နောက်ဒီဘက်ကြည့်မယ်ဒါဆိုလို့ရှိရင် 3b is equal to root 10 plus 1ဒီလိုလေးဖြစ်သွားမယ် b is equal to root 10 plus 1 by 3 b is equal to သူ့ကိုလှသွားဆို1ရှေ့ကိုထားမယ်1 plus root 10 by 3ဒီကြားထဲမှာဆိုလို့ရှိရင်သို့မဟုတ်ရှိမှာပေါ့ကွယ်သို့မဟုတ်ဆိုပြီးတော့ရှိမှာဖြစ်ပါတယ်နော်သို့မဟုတ်ပေါ့ကွယ်သို့မဟုတ်လို့ရှိရင်ဒါသူ့ရဲ့အဖြေပဲဖြစ်ပါတယ်ဒီချက်ကလေးတသမ3စမန်လေးစိတ်ကနေဘကကြည့်တော့နော်ဘကကြည့်တော့ဖြစ်ပါတယ် y square is equal to 10y minus 22ဒါကသူအစပုံစံမဝင်ဘူးနော်ဝင်ဆိုလို့ရှိရင် y square minus 10y minus plus 22 is equal to 0ဒီလိုလေးဖြစ်နေနော်ဒီလိုဖြစ်နေဆိုသူ့ကိုခွဲလို့မရဘူးနော်နှစ်ကွင်းခွဲလို့ရဘူးလို့ရှိရင်နှစ်ထပ်ကိန်းအတိတ်ပြောင်းတဲ့ပုံစံနဲ့တော့ပြောက်ဖို့ကိန်းကိုနည်းနည်းစားနှစ်ထပ်တင်လေကိန်းမှာတစ်ခါပေါင်းနောက်ကိန်းမှာတစ်ခါနောက်မယ် y square minus 10y plus 10 by 2 the whole square plus 22 minus 10 by 2 the whole square is equal to 0 y square minus 10y plus 5 square plus 22 minus 5 square is equal to 0ဒီလိုမျိုးဖြစ်သွားတယ်ရှိရင်သူရှိမှရှိတဲ့နှလုံးကိုဒီမှာရှိနေတဲ့သုံးလုံးကိုလက်ထပ်ကိန်းပြင်လိုက်မယ် minus 5 the whole square ဒီသုံးလုံးမရှိတော့ဘူးနော်ဒီသုံးလုံးမရှိတော့ဘူးဒါကို plus 22 minus 25 is equal to 0 y minus 5 the whole square 3 equal to 0ဒီနှစ်ထပ်တင်မယ်ဒီနှစ်ထပ်တင်မယ်ဒီမှာနှစ်ထပ်ရှိတယ်သူနှစ်ထပ်ပြောင်းမယ် y minus 5 the whole square minus 3 the whole square is equal to 0ဒီလိုပဲဖြစ်သွားမယ်မရှိရင်ပေါင်းတစ်ခွဲနှုတ်တစ်ခွဲ y minus 5 plus root 3 the whole minus 5 minus root 3 is equal to 0နော်ဒီခွဲစီကို0လို့ရေးမယ် y minus 5 plus root 3 equal to 0သို့မဟုတ် y minus 5 minus root 3 equal to 0လို့ရှိရင် y ကိုလိုချင်ရင် minus 5ကိုဘက်သွားရင် plus root 3ကိုဘက်သွားရင် minus y is equal to 5 minus root 3သို့မဟုတ်လို့ရှိရင် y ကိုလိုချင်တယ်ဆို minus 5ကိုဘက်သွားရင် plus minus root 3ကိုဘက်သွားရင် plus 5 plus
root 3